Hello ဝါရှင်ညီကိုအားလုံးပဲမင်္ဂလာပါဗျဒါလေးကတော့ Scorpio 2021-22 K2S เนาะစမတ်ကီးလေးပေါ့เนาะ remove လုံးဝပျောက်သွားတာ Oculus လုံးမှာဖြစ်ပါတယ် Oculus လုံးမှာဆိုတော့ကျွန်တော်တို့က remove ကလုံးဝပျောက်သွားတယ်ကိုလုံးကလည်းမကြံခဲ့ဘူးဆိုတော့ ID ကို SUV ကိုဖောက်ပြီးတော့ထုတ်ရမှာဖြစ်ပါတယ်ကလစ်150ကျွန်တော်တို့ကလစ်150 i နဲ့ K59 နဲ့အခု Scorpio 2021-22 K2F ကစမတ်ကီးနဲ့ပတ်သက်ပြီးတော့ဆက်စင်ပုံတွေရောအသုံးပြုပုံတွေရော SUV တွေရော remove ပုံစံတွေရောအားလုံးအတူတူပဲဖြစ်ပါတယ်ကလစ်150တော့လည်း socket နှစ်ခုကို50ဖြစ်ခဲ့ပြီးတော့ Scorpio 2021-22မှာလည်း socket နှစ်ခု50 socket ဖြစ်ပါတယ်ကျွန်တော်ကဒါလေးကတော့ SUV လို့ခေါ်ပါတယ်ကျွန်တော်တို့က engine level မှုကိုထိန်းထားတဲ့ unit ကိုကြတော့ engine control unit လို့ခေါ်ခဲ့ပါတယ် Smart Key control unit ဆိုတာကတော့ကျွန်တော်တို့ကသူ align စနစ်တွေလုံခြုံရေးစနစ်တွေတော့ဖွင့်ပိတ်စနစ်တွေကိုဒါတွေကိုထိန်းချုပ်ထားမှာဖြစ်ပါတယ်အဲ့တော့ engine level မှုကိုထိန်းတော့ engine control unit ကျွန်တော်တော့ဖွင့်ပိတ်စနစ်တွေစက်နိုးတဲ့စနစ်တွေ align စနစ်တွေကိုထိန်းချုပ်ထားတော့ကျွန်တော် Smart Key control unit လို့ခေါ်ပါတယ်original ID ကိုလုံးကိုတိမှသာ remove အပြောက်ပွားလုပ်လို့ရမှာဖြစ်လို့ original ID ကိုလုံးကို SUV တွေကျွန်တော်တို့ဖောက်လို့ကြည့်အောင်ကျွန်တော်ကလစ်အုပ်စုမှာကြတော့ Smart Key ကိုကလစ်150 2018ကနေစတက်ခဲ့ပြီးတော့ Scorpio မှာကြတော့ကျွန်တော်တို့က2021ကနေပြီးတော့ Smart Key စတက်ပါတယ် K2F ကုန်းနံပါတ်နဲ့ထွက်ပါတယ်အခုကျွန်တော်တို့က remove ပြောက်သွားတဲ့အခါမှာဆိုရင်ကျွန်တော်တို့ကဒီ ID ကိုလုံးပေါ့နော် original ID ကိုလုံးကို SUV တွေကထုတ်လို့ရရင်ရမရရင် ECU တွေကဖောက်ထုတ်ရတာမျိုးတွေရှိပါတယ်နောက်ပိုင်းမှာတော့ကျွန်တော်တို့ကဒီကျွန်တော်တို့ကတချို့ဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးတွေမလုပ်တော့ပါဘူး SUV နဲ့ remove အတွဲလိုက်ဝယ်ပြီးတော့ emo off ရဲ့ဆက်နဲ့ကျွန်တော်တို့ကECU ကိုကျွန်တော်က emo off လိုက်တယ် off ပြီးတော့ SUV ကို remove အသစ်ပြန်ချိန်ပြလိုက်တာပေါ့နော်ဒါကတော့အရင်တော့ပုံစံအရပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒါ SUV ကိုဖောက်ကိုလုံးကိုထုတ်ပြီး remove တစ်လုံးဝယ်ပြီးတော့ Oculus လုပ်ပြီးတော့ဒါပြောမှကျွန်တော်ဒီ remove အပြောက်လုပ်တာပေါ့နော်ဒါလေးတော့ကျွန်တော်ဒါလက်တွေ့သင်တန်းသားတွေကိုကျွန်တော်တို့ကဒီ Scorpio 2021-22 Smart Key Oculus လောက်တာလေးကိုသင်ကြားပေးတာဖြစ်ပါတယ်ဒါနဲ့ Scorpio 2021-22 ကကလစ်150 Smart Key နဲ့တူပါတယ်ကလစ်150 Smart Key နဲ့တူပါတယ်ကလစ်150 SUV မှာလည်း socket က2ခုကျွန်တော်တို့တပေါက် socket အကြီးကကြတော့12ပေါက် socket ဖြစ်ပြီးတော့12ငုံ socket ဖြစ်ပြီးတော့ socket အသေးကကြတော့8ငုံ socket ဆိုတော့အားလုံးပေါင်း50 socket ပေါ့နော်ဒါနဲ့ကျွန်တော်အခုသွားဝယ်တဲ့အခါမှာဒီ Scorpio 2021-22 Smart Key ကကလစ်150 remove နဲ့တူတာပေါ့နော်ဒါပေမဲ့ Scorpio remove K2F ကလည်းဝယ်လို့မရခဲ့ဘူးနောက်တစ်ခုကကလစ်150 remove ကိုလည်းဝယ်လို့မရခဲ့ဘူးဆိုတော့ကျွန်တော်ဘာလုပ်ပေးလိုက်လဲဆိုတော့ဘာလုပ်ပေးမှလဲဆိုတော့ဒီ Scorpio 2021-22 ကိုကလစ်160ရဲ့ remove နဲ့ကျွန်တော် remove အပြောက်လုပ်ပေးမှဖြစ်ပါတယ်ဖုန်းထဲမှာတော့ကျွန်တော် all moto software တွေကိုသွားမယ်သွားပြီးတော့ကျွန်တော်တို့ကScorpio ဆိုတဲ့အထဲကိုဝင်လိုက်တဲ့အခါမှာ Scorpio ထဲမှာကကျွန်တော်တို့က SUV ဖောက်ထားတဲ့ SUV ကိုဖောက်ပြီးခဲစော်ထားတဲ့နေရာကမပါဘူးပေါ့နော်မပါတော့ဒီကောင်ကကလစ်160နဲ့တူနေတာဖြစ်သည့်sorry ကလစ်150နဲ့တူနေတာဖြစ်သည့်အတွက်ကလစ်150တွေကိုဝင်ပြီးတော့ပဲကျွန်တော်တို့ Oculus လုပ်ပါမယ်ဗီဒီယိုကင်မရာမန်ကတော့ဆရာကိုမိုးဖြစ်ပါတယ်ကျွန်တော်ရဲ့ချစ်ဆုံးတစ်ပတ်ကိုမိုးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဆက်နဲ့ကျိုးနဲ့ join မယ်ကျွန်တော်ပြောရင်ကျွန်တော်တို့က SUV ဖောက်ထားတဲ့နေရာမှာခဲငုတ်နော်ကျိုးနှချောင်းခဲဆော်ရပါမယ်ဘယ်ကျိုးနှချောင်းကိုခဲဆော်ရမှာလဲဆိုတော့ကျွန်တော်တို့ Smart 2 Eco Set ဝယ်တော့ကကျွန်တော်တို့ကဒီ12ပင် socket ကိုတည့်တဲ့ socket မှာအနက်တစ်ပင်ဝါတစ်ပင်ပါပါတယ်အဲ့ဒါကိုကျွန်တော်တို့ကခဲဆော်ပေးမယ်ဘယ်လိုခဲဆိုတာဘယ်လိုစော်ရမှာလဲဆိုတော့ကျွန်တော်တို့ကဒီ all moto software ထဲမှာကြီးလိုက်မယ်ဆိုရင်ကလစ်150ကိုဘူးဖောက်ပြီးတော့ခဲဆော်ထားတဲ့ပုံစံလေးပါပါတယ်ဒါလေးကတော့ကလစ်160 remove ဖြစ်ပါတယ်ပြောမှဆိုတော့ Scorpio ကခုနပြောခဲ့သလိုကလစ်လည်းနဲ့ကလစ်150နဲ့လည်းတူတယ်ဒီ2021-22ကပေါ့နော်ကလစ်150နဲ့တူပေမဲ့သူ့ original remove ကလည်းဝယ်လို့မရကလစ်150 remove ကလည်းဝယ်လို့မရအဲ့တော့ကျွန်တော်ကလစ်160နဲ့ remove နဲ့ကျွန်တော်တို့က remove အပြောက်လေးလုပ်မှာဖြစ်ပါတယ်ကျွန်တော်စက်ကို battery power အပေါင်းလို့ကျွန်တော်တို့သေချာကျွေးပါမယ်အခုလိုမျိုးကုတ်ထုတ်နေတဲ့အချိန်မှာဖြစ်နိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ကလျှက်ဆက်မီးနဲ့လောက်တာအဆင်မပြေပါဘူးကြည့်ကိုကုတ်ထုတ်နေချိန်မှာမီးပြတ်သွားခဲ့ရင်ကျွန်တော်တို့ကဒီ SUV ထဲမှာရှိတဲ့ file ပေါ့နော် file memory ထွက်သွားတာမျိုး SUV လုံးဝပျက်စီးသွားတာမျိုးတွေဖြစ်နိုင်ပါတယ်
အဲ့ဒါကြောင့်ကျွန်တော်တို့ကဘက်ထရီကိုအားရှိရလေးနဲ့ပေါ့နော်ဆက်ကိုဘက်ထရီကျွန်တော်ကပါဝါကျွေးပြီးတော့ကျွန်တော်ဖွင့်ပါမယ်အဲ့တော့ကျွန်တော်အရင်ဆုံးအော်မိုတိုဆော်ဝဲထဲမှာကလေး150 SU ဘူးကိုဖောက်ပြီးတော့အော်ကီလို့လုပ်တဲ့အချိန်မှာခဲဆော်ရတဲ့ကျိုးနှချောင်းကိုကျွန်တော်တို့ကခဲဆော်ပေးပါမယ်အနက်တစ်ပင်အဝါတစ်ပင်ဖြစ်ပါတယ်အဲ့လိုခဲဆော်မယ်ခဲဆော်ပြီးမှကျွန်တော်တို့ကခဲငုတ်တွေကိုเนาะကျွန်တော်တို့ကလွတ်သွားလို့မရဘူးเนาะကျွန်တော်ပုတ်ထုံနေစဉ်ကာလမှာခဲငုတ်တွေကလွတ်သွားလို့မရပါဘူးလွတ်သွားရင်ကျွန်တော်တို့ကဒီ SU ဘူးတွေရဲ့ data တွေဆုံးရှုံးနိုင်ပါတယ်ဒါကြောင့်ခဲကိုတေချာလေးထိထိမိမိလေးကျွန်တော်တို့ကဆော်ပေးပါခဲဆော်နေတဲ့အချိန်မှာเนาะခဲကောက်ကရမ်းပြီးများပြီးတော့ဘေးနားမှာရှိနေတဲ့ဒီကျွန်တော်တို့ register လေးတွေပါလေးတွားသွားလဲကျွန်တော်တို့ဖြစ်အောင်မယ်เนาะရမ်းပဲကျွန်တော်ဒီလောက်ကကျွန်တော်ကရတာနဲ့ရောရတာနဲ့ဖြစ်တတ်ပါတယ်ဒါတွေကကျွန်တော်လက်တွေ့တင်တဲ့ဘက်ဆွန်15မှာရှိနေတဲ့တင်နန်းသားတွေကိုစကောပီယာ2021เนาะဆိုင်ကရဲ့ကျွန်တော်တို့ကစမတ်ကီးပေါ့เนาะစမတ်ကီး remove ပျောက်သွားတယ်အပိုပြီးပျောက်သွားတယ်အဲ့အပျောက်လေးကိုလုတ်ပြပေးနေတာဖြစ်ပါတယ်အဲ့တော့ခဲကိုကျွန်တော်တို့တေချာတော့ဆော်မယ်စက်ကိုပါဝါကျွေးတဲ့ဗီဒီယိုကလည်းလုံးဝအားချိနေဖို့လိုအပ်ပါတယ်ကျွန်တော်ဘာမှခေါင်းကိုက်စရာမလိုပါဘူးအော်မိုတိုဆော်ဝဲရဲ့ဝင်ခဲဆော်တော့ဒီကျွန်တော်တို့ကဒီ cable ကျိုးမှာပါတဲ့ net depend နဲ့ wire depend ခဲဆော်ရမယ့်နေရာကိုလည်းဆော်ဝဲထဲမှာတေချာပြသထားပါတယ်ဆော်ဝဲထဲကနေရာကိုကြည့်ပြီးတော့ကျွန်တော်တေချာကြည့်ပြီးတော့နေရာမလွဲအောင်ဆော်ပေးပါအဲ့တော့အဝါပင်လေးကတော့သူအပေါ်မှာเนาะအနက်ကအောက်မှာအဝါအပေါ်မှာเนาะအရင်ဆုံးကျွန်တော်ဒီလိုမျိုး circuit တွေမှာဆိုရင် original ခဲတွေကရမ်းမှာပါတယ်မာတဲ့အခါကျတော့ကျွန်တော်တို့ကခဲကောင်းနဲ့တွေ့ရင်မယ်ဆိုအဲ့ဒီခဲကမပြောနိုင်ပါဘူးဒါကြောင့်သူ့ကိုအရင်ဆုံးကျွန်တော်တို့ကတင်းကြီးလေးပါပါလေးပို့ပြီးတော့ original ကကျွန်တော်ခဲလေးနဲ့တွေ့လိုက်ပါမယ်အဲ့လိုခဲလေးတွေ့ပြီးလို့ခဲသားလေးထူလာမှသာကျွန်တော်ကကျိုးကိုကျွန်တော်ကအရင်ကျွန်တော်ကဆက်လိုက်ပါမယ်လေကျွန်တော်တို့ဒါမြဝတီမှာကျွန်တော် EFI service တွင်တင်တန်းပေါ့နော် EFI ဆိုင်ကယ်တွေပေါ့နော်အများသောအားဖြင့် user တွေအသုံးများတဲ့ Click series, Scorpio series, PCA series နော်105တွေတို့Yamaha အုပ်စုတွေပေါ့နော်150အုပ်စုတွေသူတို့ရဲ့စင်တာပိုင်းဝါရင်းပိုင်းအင်ဂျင်ပိုင်းတွေကိုလည်းကျွန်တော်တို့ကအခြေခံကနေစပြီးတော့ workshop ဆိုင်ဖွင့်နိုင်တဲ့အချိန်ကိုကျွန်တော်တို့ကစာရီရောလက်တွေရောပူးပေါင်းပြီးတော့သင်ကြားပေးတာဖြစ်ပါတယ်။ EFI တင်တဲ့ဆိုပေမဲ့လည်းကျွန်တော်တို့ကဒီဝင်အခြေခံအင်ဂျင်ဝါရင်းတွေပြီးတော့စတင်သင်ကြားပေးတာဖြစ်လို့အခြေခံသမားတွေလည်းတက်ရောက်နိုင်တယ်လို့ workshop သမားတွေလည်းတက်ရောက်နိုင်ပါတယ်။ဒီကာလကတော့အခြေခံလက် workshop သမားဆိုတော့2လပေးရပါမယ်။အခြေခံသမားဆိုရင်တော့ကျွန်တော်တို့ကအခြေခံသမားလည်း2လပါပဲဒါပေမဲ့အခြေခံသမားကြတော့တင်တဲ့ပြီးတဲ့အချိန်မှာကျွန်တော်တို့ကဆက်နေလို့လည်းရပါတယ်။ကျွန်တော်တို့ကစမတ်ကီးပြောက်ပါလုံးမှာဖြစ်ပြီးတော့ကျွန်တော်စမတ်ကီးရဲ့ဝင်ပါတယ်ဒါဟွန်နာဆိုင်ငယ်ဖြစ်နေပြီးတော့ဟွန်နာထဲမှာပဲကျွန်တော်တို့အန်တာနှိပ်ပါမယ်ဟွန်နာထဲမှာကျွန်တော်တို့အန်တာနှိပ်ပါမယ်နှိပ်လိုက်တဲ့အချိန်မှာသူကဘာပြောလဲဆိုတော့ဒီကောင်ကတဲ့ SC ဘူးကတဲ့ပင်နံဘက်ဘယ်လောက်လဲတဲ့ပင်နံဘက်ဘယ်နှခုပါလဲဆိုတော့ပင်နယ်ဖြစ်နေပြီးတော့ကျွန်တော်တို့ပင်နယ်ကျဲလေးကိုရေးပါမယ်အဲ့ဒီ SC ဘူးက PCA လို့33ပေါက်ဖြစ်နေကြတယ်ဆိုတော့33မျိုးရေးရမှာဖြစ်ပါတယ်ကျွန်တော်အဲ့ဒီမှာ auto program လေးကိုသွားမယ် auto program ထဲမှာ reboot PID ဆိုတာရှိပါတယ်အဲ့ဒီ reboot PID ကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဘာလဲဆိုတော့ ECN ID ရော remove ID ရောနှမျိုးလုံးထွက်ရှိလာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က reboot PID ကိုနှိပ်လိုက်ပြီးတော့ကျွန်တော်တို့က reboot PID ထဲမှာ enter နှိပ်လိုက်မယ်အဲ့ဒီအချိန်မှာသူကဘာပြောလဲဆိုတော့အကယ်၍ဒါတဲ့ခဲဆိုတာတွေလွတ်နေခဲ့မယ် battery power ကျွေးတာတွေဒါကျွန်တော်တို့ကလွတ်နေခဲ့မယ်ဆိုရင် SC ဘူးထဲမှာရှိတဲ့ data တွေပြောင်းသုံးနိုင်ပါတယ်တဲ့အဲ့ဒါကြောင့်ခဲကိုလည်းတေချာ server power ကိုလည်းဆက်ကိုလည်းပါဝါကိုတေချာလေးကျွေးပါတဲ့ကျွန်တော်ကတေချာပြီဆိုတော့ကျွန်တော်ဘာလုပ်လိုက်မလဲဆိုတော့အန်တာနှိပ်လိုက်ပါမယ်နော်ခဲတွေလည်းတေချာဆော်ထားပါအန်တာနှိပ်လိုက်မယ်နှိပ်ရတဲ့အချိန်မှာသူကဘာပြောလာလဲဆိုတော့ကျွန်တော်တို့က100ရာခိုင်နှုန်းပြည့်အောင်စောင့်ရမှာဖြစ်ပါတယ်အဲ့တော့100ရာခိုင်နှုန်းပြည့်အောင်စောင့်ဖို့ဆိုတာကျွန်တော်တို့က1မိနစ်2မိနစ်လောက်ချိန်ပေးရပါတယ်အဲ့တော့ကျွန်တော်တို့စက်ကွန်ပါဝါကျွေးထားတဲ့နေရာမှာကျွန်တော်တို့က AC မီးလိုင်းနဲ့ကျွေးထားမယ်ဆိုတော့အကယ်၍ကိုထုတ်နေစဉ်မှာမီးပြတ်သွားခဲ့ရင်ဒီ SC ဘူးတဲ့ data တွေပျောက်ဆုံးမှာဖြစ်ပါတယ်ဒါကြောင့်စက်ကွန်ပါဝါကျွေးတဲ့နေရာမှာဘက်ထရီနဲ့ကျွေးဖို့မမေ့ပါနဲ့100ရာခိုင်နှုန်းပြည့်ပြီဆိုရင်တော့ ECN ID ရော remove ID ရောပေါ်လာပါလိမ့်မယ်အဲ့ဒါလေးကျွန်တော်တို့ဓာတ်ပုံရယူထားဖို့လိုအပ်ပါတယ်အဲ့ဒီ ID ကိုလေးကိုလည်းကျွန်တော်က customer ကိုပေးဖို့လည်းလိုအပ်ပါတယ်100ရာခိုင်နှုန်းပြည့်အောင်စောင့်ပါမယ်
တော့ကျွန်တော်ကြည့်နေတဲ့ညီကိုအနေနဲ့ကျွန်တော်တို့လက်တွေ့သင်တန်းတက်ခြင်းလို့ဖြစ်စေ online သင်တန်းတက်ရောက်ခြင်းလို့ဖြစ်စေပေါ့နော်ဒီဘု Messenger ကနေလည်းကျွန်တော်တို့ဆက်သွယ်နိုင်တယ်လို့ Viber ကနေလည်းဆက်သွယ်နိုင်ပါတယ်ဖုန်းနဲ့တိုက်ရိုက်ဆက်သွယ်ပြီးတော့လည်းကျွန်တော်သင်တန်းကိစ္စအဝဝကိုအသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်လက်တွေ့သင်တန်းအပတ်စဉ်16ကိုတော့တရက်8လ2025မှာပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်အခုကတော့လက်တွေ့သင်တန်းအပတ်စဉ်15ဖြစ်ပါတယ်တကယ်တော့လက်ရှိအနေအထားအရပြောရမယ်ဆိုတော့ကျွန်တော်ဒီ Smart 2 Eco Set ဆိုတာကကျွန်တော်တို့က330ဝန်းကျင်လောက်ရှိနေပါပြီ330ဝန်းကျင်လောက်ရှိနေပြီဆိုတော့အခြေခံသမားတွေအခုမှ workshop စဖွင့်တဲ့သူတွေအတွက်တော့ဒီဆက်ကပတ်စံတက်နိုင်ရင်တော့ရှိနေတာကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ Smart Key ပြောက်ပွားတယ်လွယ်ကူတယ်ကီလိုတိုးရှော့တယ်လွယ်ကူပါတယ်။အဲ့ဒါ Smart Key ပြောက်ပွားတယ်ကီလိုတိုးရှော့တယ်ဆိုတာရန်ဖန်ရန်ခါမှလာတာဖြစ်တဲ့အတွက်ကိုချင်းထားတဲ့ဘာချက်အရဆိုရင်တော့ဒီဆက်ဖို့ကြေဖို့ကိုပဲကျွန်တော်တို့ကမနေကျွန်တော်ကစောင့်အောင်မှာဖြစ်ပါတယ်။ဒါနဲ့ကိုယ့်နေရာဒေသကလုပ်ငန်းတွင်တဲ့နေရာဆိုရင်လည်းဒါဝယ်ထားတင်ပါတယ်။ကျွန်တော်တို့က manual program တွေကိုသွားပြီးတော့ဘယ်ကိုသွားမလဲဆိုတော့အခုက edit new key ဆိုရင်တော့ remote တစ်လုံးကနေတစ်လုံးနောက်တစ်လုံးပွားတာဖြစ်ပါတယ်အခုက remote တစ်လုံးကနေတစ်လုံးပွားမှာမဟုတ်ပါဘူး remote လုံးဝပျောက်သွားတာကိုကျွန်တော်တို့ကအပြစ်ပြန်လုပ်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ OP loop ထဲမှာနှိပ်မှာဖြစ်ပါတယ်အဲ့တော့ OP loop တွေကိုကျွန်တော်တို့ကသွားလိုက်မယ်ဆိုတော့သူကကိုကိုလုံးကိုတောင်းမှာဖြစ်ပါတယ်အဲ့ဒီကိုကိုလုံးကတော့ကျွန်တော်တို့ခုနက SUV နဲ့ထုတ်ထားတော့ကဓာတ်ပုံရိုက်ထားတဲ့ကိုကိုလုံးကိုကျွန်တော်တို့ကပြန်နှိပ်ရမှာဖြစ်ပါတယ်ခုချိန်မှာသူကကိုကိုလုံးတောင်းနေပါပြီအဲ့ဒီကိုကိုလုံးကတော့ဖုန်းထဲမှာကျွန်တော်တို့ကခုနဓာတ်ပုံရိုက်ပြီးယူထားတဲ့ကိုကိုလုံးဖြစ်ပါတယ် remote အစ်စ်မှာပါတဲ့ကိုကိုလုံးမဟုတ်ပါဘူး remote အစ်စ်ဝယ်တော့ကဘားကုတ်ပါပါတယ်အဲ့ဘားကုတ်မှာရှိတဲ့ကိုကိုလုံးရိုက်ထည့်ရမှာမဟုတ်ပါဘူးဖုန်းထဲကခုန SUV ရဲ့ရတဲ့ကိုကိုလုံးကိုပြန်ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဗီဒီယိုနဲ့အတန်လေးကတော့တခြားစီဖြစ်နေတယ်ပေါ့နော်။ဘာကြောင့်ဗီဒီယိုကအဲ့တုန်းကမီးရပြက်နေတော့မီးစက်နှုတ်တော့မီးစက်တန်တွေစူညံမှုတွေများနေလို့ဒါဗီဒီယိုမှကျွန်တော်အတန် recording ပြန်သွင်းထားတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ခုနရိုက်ယူတဲ့ကိုကိုလုံးကိုပြန်ရိုက်နှိပ်လိုက်ပါမယ်။အဲ့တော့ကိုကိုလုံးရိုက်ပြီးတော့တဲ့အချိန်မှာကျွန်တော်တို့ကအန္တာခလုတ်ကိုနှိပ်လိုက်ပါအန္တာခလုတ်ကိုနှိပ်တဲ့အချိန်မှာဆိုရင်ကျွန်တော်ကဆက်ပြီးတော့လှုပ်ရှားမလို့ပေါ့သူကနေပြီးတော့အဲ့ဒီခဏန်းကိုလုံးကိုသူကနဲ့သူအောက်တိုရိုက်နှိပ်နေမှာဖြစ်ပါတယ်ကျွန်တော်ကတခုရှိတာကအဲ့လိုရိုက်နှိပ်နေတဲ့အချိန်မှာဆက်ကခဏန်းကိုလုံးကိုရိုက်နှိပ်နေတဲ့အချိန်မှာ remote မှာရှိတဲ့မီးကိုတော့ remote မှာကျွန်တော်ကခလုတ်က2ခုရှိပါတယ်အပေါ်ခလုတ်ကကျွန်တော်အလန်းခလုတ်ဖြစ်ပါတယ်အောက်ကခလုတ်ကတော့ Smart Key on off ဆိုပြီးတော့တော့ဒါခလုတ်ဖြစ်ပါတယ်အဲ့လိုမျိုးကျွန်တော်ကကိုကိုလုံးကိုရိုက်ပြီးသွားတဲ့အချိန်မှာ remote မှာရှိတဲ့မီးကိုစိမ့်ထားပါနော် when the app will be red to green ဆိုတော့ဒီ remote မှာရှိတဲ့အောက်ကခလုတ်ကလေးကိုနှိပ်ရင်လည်းမီးစိမ့်အောင်လုပ်ထားပါတဲ့အဲ့လို remote မှာရှိတဲ့မီးကစိမ့်နေပြီဆိုရင်တော့ကျွန်တော်တို့အန်တာနှိပ်လိုက်ပါအန်တာနှိပ်လိုက်ရင်ဆက်ကသူ့နဲ့သူremote နဲ့ SCU ကို FOV နဲ့ SCU ကိုအော်တိုချိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ကိုကိုလုံးပြီးသွားတဲ့အထိကျွန်တော်တို့ကစောင့်ပေးပါ။အဲကိုကိုလုံးပြီးဆုံးသွားပြီဆိုရင်တော့ကျွန်တော်တို့က remote မှာကျွန်တော်တို့ကမီးအစိမ်းရောင်လေးကအပေါ်မှာရှိတဲ့မီးအစိမ်းရောင်လေးကမိတ်တုံဖြစ်သွားရပါမယ်။အကယ်၍ကိုကိုလုံးဆုံးသွားတာတော့မှဒီ remote မှာရှိတဲ့မီးအစိမ်းရောင်ကမိတ်တုံဖြစ်မသွားခဲ့ဘူးဆိုရင်တော့ဒါ remote နဲ့ SCU IC ချိတ်ဆက်မှုမအောင်မြင်ပါဘူး။ကိုကိုလုံးဆုံးသွားတဲ့အချိန်မှာ remote မှာရှိတဲ့အပေါ်ရောင်မီးလေးကမိတ်တုံဖြစ်သွားမှဒါ remote နဲ့ SCU ချိတ်ဆက်မှာဖြစ်ပါတယ်။ဒါကြောင့်ကိုကိုလုံးပြီးအောင်ဒီချာလေးစောင့်ပြီးတော့ remote မှာရှိတဲ့မီးစိမ်းအောင်လေးကိုကြည့်ထားပါဒီကိုကိုလုံးပြီးတာနဲ့မီးလေးကမိတ်တုံဖြစ်သွားရင်တော့ဒါဆိုရင်တော့ဒီ remote နဲ့ဒီ SCU အသုံးပြုလို့ရပါပြီပြီးသွားတဲ့အချိန်မှာတော့ကျွန်တော်တို့သူ့ကိုဖောက်ထားတယ်ကျွန်တော်တို့ကအပိတ်ကလေးကိုခဲကောက်လေးနဲ့နော်အနားသက်လေးတွေပြန်သိမ်းပြီးသွားရင် cover လေးနဲ့တိုက်ပြီးသွားရင်တော့ရေမွန်အောင်ကျွန်တော်ကလုပ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ခွာလိုက်တဲ့နေရာလေးကဖောက်လိုက်တဲ့နေရာလေးကအကြွေအပေါက်တစ်ခုပါသွားခဲ့ရင်ရေမလုံခဲ့ရင်ကျွန်တော်တို့ကအတွင်းထဲကိုရေဝင်ပြီးတော့လည်းဒီ SCU ကပျက်စီးသွားနိုင်ပါတယ်ဒါလေးကတော့ Honda Scorpio 2021 K2F နော်ကို remote အပြောက်ဖြစ်သွားတဲ့အချိန်မှာ SUV တွေက ID ကိုကိုလုံးကိုထုတ်ပြီးတော့ကလစ်160 remote နဲ့အစားထိုးလှုပ်ဆောင်ပေးတဲ့ remote အပြောက်နေပဲဖြစ်ပါတယ်
တဲ့နောက်တော့ကျွန်တော်အနေနဲ့တော့ဒါ TikTok မှာရော YouTube မှာရော Facebook မှာရောဒါဝရှော့ညီကိုတွေအတွက်အထောက်အကူတစုံတရာဖြစ်စေမဲ့ကျွန်တော်အတွေ့အကြုံလေးတွေကျွန်တော်တို့ကဒီစမကီပိုင်းလေးတွေဝါရင်းပိုင်းလေးတွေအင်ဂျင်ပိုင်းလေးတွေကိုလည်းပြန်လဲ share လုပ်ပေးနေတာဖြစ်ပါတယ်နောက်ဒီမှာလည်းကျွန်တော်အချိန်အားရင်အားလက်တယ်လို့ပေါ့နော်ကျွန်တော်တို့ကလည်းဒီဘက်မှာတင်တန်းကတစ်ဖက်ဝရှော့ကစားဘက်ကတစ်ဖက်အဲ့ချကြားရနေပြီးတော့ကြားချပြီးလောက်ရတာဆိုတော့အနည်းငယ်တော့ကျွန်တော်ကဗီဒီယိုလေးတွေအဆက်ပြနေတာရှိပါတယ်အဲ့တော့အချိန်အားလိုက်ရင်အားလက်တယ်လို့တော့ကျွန်တော်တို့ကဗီဒီယိုလေးတွေတင်ပေးသွားမှာဖြစ်ပါတယ်တကယ်၍မိတ်ဆွေအနေနဲ့ကအခုဗီဒီယိုကြည့်နေတဲ့သူက YouTube ကနေကြည့်နေတာဆိုရင်လည်း like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့เนาะကျွန်တော် Facebook ကနေကြည့်နေတာဆိုရင်လည်း like and share လေးလုပ်ထားပေးပါ workshop group တွေကိုလည်းများများလေး share ထည့်ပေးပါဖရမဖြစ်တဲ့ညီကိုတွေနဲ့ကျွန်တော်ရဲ့ account လေးကို follow လုပ်ထားပေးပါဒါမှဗီဒီယိုတစ်တင်တိုင်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကို TikTok YouTube ကျွန်တော်တို့က Facebook တွေမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်ကိုယ်တိုင်ရေးသားထားတဲ့ကလစ်160စမတ်ကီစာအုပ်စကောပီ2021-22စမတ်ကီစာအုပ်ကလစ်125 2016စက်ခွန်စာအုပ်ယမာ FZ 2016စက်ခွန်စာအုပ်ယမာ M/slash စာအုပ်ဆိုင်ကယ်အစီးရေ20စာအတွက်အသေးစိတ်ဒိုင်ယာဂရမ်ရေးဆွဲထားတဲ့ကျွန်တော်တင်တန်းတင်ယုံညွန်းလက်ဆွဲဆိုင်ကယ်အစီး20စာပါတဲ့เนาะဒါဒိုင်ယာဂရမ်အသေးစိတ်စာအုပ်လည်းထွက်ရှိထားပါတယ်စုစုပေါင်းစာအုပ်6မျိုးရှိပါတယ်တကယ်လို့မိတ်ဆွေတို့နဲ့ကျွန်တော်တို့လိုအပ်တာတစ်ခုရှိရင်ကျွန်တော်တို့ဒီ comment ထဲမှာလည်းရေးထားလို့ရပါတယ် Messenger ချက်ပေါက်ကလည်းဆက်သွယ်လို့ရပါတယ်ဖုန်းနဲ့ဓာတ်ရိုက်ဆက်သွယ်စုံစမ်းပြီးတော့လည်းအသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲbye byeပါ